ပညာရှိမဟောတထာဤယထာတရားစီရင်ကံနေ့တနာယထာရှင်သည်မျက်နာသိရန်ရေကန်ဆက်သို့ဆင်းသွားလေသည်ဟိုအချိန်တွင်တရားမင်းသည်ဖျားလောင်းဤပညာကုံကိုဖော်ထုတ်ရန်အကျင့်ရလေ၏ရှင်းလူလင်ငါယထာနောက်ကိုဘာလို့လိုက်တာလဲတရားလူလင်သည်ယထာကိုခိုးယူ၍မောင်းနှင်ပြေးလေတော့သည်ယထာပိုင်ရှင်သည်ရက်လောငါယထာကိုမခိုးနဲ့ဟူဩကယထာနောက်မှာထက်ကျမကွာပြေးလိုက်လေတော့သည်ထို့နောက်ပညာရှိမဟောတထာကစားရာဇယတကားဝသို့ရောက်လာကြလေ၏မဟောတထာဒုက္ခမိန်သည်ထိုသူနှစ်ဦးကိုခေါ်ယူသည်ယထာခိုးသူကိုမြင်သောမဟောတထာဒုက္ခမိန်သည်ဤသူကတာမန်လူမဟုတ်ရာဟုစဉ်းညင်အောင်မေးမိလေသည်ထို့နောက်မဟောတထာဒုက္ခမိန်သည်ထိုသူနှစ်ဦးအားယထာနာမတူလိုက်ကြလောမလွတ်တော်သူသည်ယထာပိုင်ရှင်ဖြစ်သည်ဟုမိန့်ကြားလေ၏ထိုအခါယထာနောက်သို့နှစ်ဦးသာအပြန်အဆိုင်ပြေးလိုက်ကြလေတော့သည်အားနောက်သို့အတော်တန်ကြာအောင်လိုက်ပြီးနောက်ယထာပိုင်ရှင်မှာလူသားစင်စစ်ဖြစ်၍အားအိမ်ရှိနေကမောပန်းလာလေ၏ယထာပိုင်ရှင်လည်းပင်မလွန်းသောကြောင့်ယထာကိုဆုံးလိုကဆုံးမသေးတော့ငါမလိုက်နိုင်တော့ပြီဟုဆိုကနေရာတွင်ပင်ရက်လျက်နေလေ၏ဩဒရာဒုက္ခမိန်လည်းယထာခိုးသူအားညွှန်ပြကဤသူကမျက်တောင်လည်းမကတ်ချွေးလည်းမထွက်အနှဲငယ်များပင်ပင်မဟန်မရှိစင်စစ်နတကြားဖြစ်လိမ့်မည်ဟုဆိုလေ၏ထို့နောက်မဟောဒရာဒုက္ခမိန်သည်ယထာခိုးသူအားသင်သည်လူသားစင်စစ်မဟုတ်နတကြားဖြစ်သည်မဟုတ်လောဟုမေးလေ၏ထိုအခါယထာခိုးသူကဒုက္ခမိန်သင်ဆိုသည့်အတိုင်းငါသည်ဧကံစင်စစ်တရားမင်းဖြစ်ပေ၏ဟုဝန်ခံလေ၏သင်၏ပညာကုံကိုထင်ရှားစေလို၍ဤကဲ့သို့လှုပ်ဆောင်ရခြင်းဖြစ်သည်ဟုတရားမင်းကဆိုလေ၏သရဒုက္ခမိန်၏အကြောင်းကိုစုံစမ်းနေသောအမတ်သည်ဤဖြစ်ပျက်ကိုယင်ကြီးအားလျှောက်ထားလေ၏ထိုအခါဝိရေဟရေမင်းကြီးသည်မောဒရာဒုက္ခမိန်ကိုအာကိုယ်တိုင်သွားရောက်၍ခေါ်ဆောင်ခြင်းမည်ဟုဆိုလေ၏အရင်မင်းမြတ်၏စကားကိုကြားသောအခါဒေနကအမတ်ကြီးသည်အရှင်မင်းကြီးဤမြနှင့်မခေါ်လိုက်သေးပါထမှန်၍စောင့်ကြည့်ပါအောင်ဟု၍လျှောက်ထားလေ၏ဤသို့ဖြင့်မောဒရာဒုက္ခမိန်၏ပညာဂုဏ်သတင်းသည်တတိုင်းပြည်လုံးသို့ပြန့်နှံ့သွားလေတော့သည်